တကယ်တော့ပြေဖြိုးတင်းရင်လှပနေတဲ့ရင်သားအလားကိုပိုင်ဆိုင်လူတာကမိန်းကလေးတိုင်းရဲ့အတီးကလိုရင်ဆန္ဒတစ်ခုဖြစ်ပါတယ်မိန်းမတယောက်ရဲ့အလှပတရားကိုထင်ရှားပေါ်လွင်စေပြီးတော့အတီးကဆွဲဆောင်မှုရှိတဲ့အရာတွေထဲမှာရင်သားရဲ့အလှပတွေကလည်းမရှိမဖြစ်လိုအပ်ပါတယ်ဥပမာအားဖြင့်မိန်းမတယောက်ရဲ့ကောင်းချောင်းအလှပတွေအထင်သာပေါ်လွင်နေစေဖို့ရန်အတွက်ရင်သားအလှပကအတီးကနေရာနေပြီးတော့ပံ့ပိုးပေးပါတယ်ဒါပေမဲ့လည်းအမျိုးသမီးတယောက်အနေနဲ့တစ်ချိန်ချိန်မှာအဲ့ဒီလိုမျိုးလှပတင်းရင်နေတဲ့ရင်သားအလှပတွေကိုပျက်စီးသွားမှဆုံးရှုံးသွားမှပျောက်ပြတ်သွားမှကိုစိုးရိမ်မိနေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဆီတွေဂလန်းတွေ connective tissue လို့ခေါ်တဲ့တွယ်ဆက် tissue တွေတဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အမျိုးသမီးတယောက်ရဲ့ရင်သားတွေဟာ tissue တွေရဲ့တင်းအားလျော်ရဲလာတဲ့အခါသို့မဟုတ် tissue တွေရဲ့ကျုပ်နိုင်ဆက်နိုင်တဲ့စွမ်းအားတွေလျော်နေလာတဲ့အခါမျိုးတွေမှာတွဲကြလာတတ်ပါတယ်။အင်္ဂလိပ်အများစုကရင်သားတွဲကြတာကိုမလိုလားကြသလိုသူတို့ရဲ့အမျိုးသားဖော်ကလည်းနှစ်သက်ကြမှာမဟုတ်ပါဘူး။ရင်သားတွဲကြတာကိုနိုဒီကောင်းရဲ့အနေအထားပေါ်မှာမူတည်ပြီးတော့ခွဲခြားသတ်မှတ်နိုင်ပါတယ်။မျိုးသမီးတယောက်ရဲ့နိုဒီကောင်းတွေဟာပုံမှန်အနေအထားထက်အနည်းငယ်ပိုပြီးတော့နှိမ့်ကျနေပါကရင်သားတွဲကြတာဟာတိတ်ပြီးတော့အခြေအနေမဆိုးလာပါဘူး။အကယ်၍များနိုဒီကောင်းတွေဟာပုံမှန်အနေအထားထက်အလွန်မင်းနှိမ့်ကျနေပြီးအောက်ဘက်ကိုအရန်ထိုးဆိုင်ကျနေခဲ့ပဲဆိုရင်တော့ရင်သားတွဲကြနေတာဟာအတော်လေးကိုအခြေအနေဆိုးနေပြီပဲဖြစ်ပါတယ်။အမျိုးသမီးတယောက်ရဲ့ရင်သားတွေကိုတွဲကြစေတိုင်းတော့အကြောင်းတရားတချို့ရှိပါတယ်။အဲ့ဒီအကြောင်းတရားတွေကတော့နံပါတ်1ခန္ဓာကိုယ်လေးချိန်ကြာဆင်းခြင်းကြောင့်ဖြစ်ပါတယ်။ခန္ဓာကိုယ်လေးချိန်ကြာဆင်းခြင်းကအမျိုးသမီးတယောက်ရဲ့ရင်သားတွေကိုတွဲကြလာစေနိုင်တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်လေးချိန်တိုးများနေတဲ့အချိန်မှာခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့အရေးပြားတွေကိုကျယ်ပြန့်နေအောင်လို့ဆွဲဆန့်ထားသလိုမျိုးဖြစ်နေတာကြောင့်ဒီလိုအခြေအနေမျိုးမှာရင်သားတွေကိုတင်းတင်းရင်ရင်ဖြစ်စေပါတယ်။ရုပ်တရက်ကြီးခန္ဓာကိုယ်လေးချိန်ရောကျသွားတဲ့အခါမှာတော့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့အရေးပြားတွေဟာအရင်လိုမျိုးတင်းတင်းရင်ရင်လုံးဝမရှိကြတော့ဘဲနဲ့တဖြည်းဖြည်းချင်းရော့တွဲကျလာနေကြတာကြောင့်နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ရင်သားနဲ့နိုသီးကောင်းတွေဟာလည်းပဲအောက်ဘက်ကိုထိုးဆိုင်ကရော့တွဲကျလာပါတော့တယ်။နံပါတ်2ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဖြစ်တတ်ပါတယ်။အမျိုးသမီးတယောက်ရဲ့ရင်သားတွေကိုတွဲကျလာစေနိုင်တဲ့အဓိကအကြောင်းရင်းတွေထဲမှာကမ္ဘာမြေကြီးရဲ့ဆွဲငင်အားဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားဟာအရာရာအားလုံးကိုအောက်ဘက်ကိုဆွဲချထားသလိုရင်သားတွေကိုလည်းအောက်ဘက်ကိုဆွဲချထားတာကြောင့်အကျိုးဆက်အနေနဲ့ရင်သားတွေကအောက်ဘက်ကိုတွဲကျလာပါတော့တယ်။ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားဟာရင်သားတ िश ူတွေရဲ့တင်းအားကိုလျော်ရဲစေနိုင်သလိုတခါတရံမှာဆိုရင်ရင်သားတွေမှာအရေးအကြောင်းတွေကိုပါစိတ်ပြတ်ဖွယ်ရာအမြင်မတင့်တယ်ဖွယ်ရာလာရောက်ဖြစ်ပေါ်စေနိုင်ပါတယ်။နံပါတ်3မိရဲ့သွေးဆုံးခြင်းကြောင့်ဖြစ်ပါတယ်။အမျိုးသမီးတယောက်ရဲ့ရင်သားတွေကိုတွဲကျလာစေနိုင်တဲ့အဓိကအကြောင်းရင်းတွေထဲမှာမိရဲ့သွေးဆုံးခြင်းဟာတစ်ခုအပါဝင်ဖြစ်ပါတယ်။အမျိုးသမီးတွေဟာသွေးဆုံးခြင်းကိုရောက်ရှိလာတဲ့အခါမှာအီစထရိုဂျင်လို့ခေါ်တဲ့အမျိုးသမီးဟော်မုန်းဓာတ်ဟာလျော့နေသွားပြီပဲဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့ရင်သားတွေကိုတင်းရင်ဖွံ့ဖြိုးစေတဲ့ကောလာဂျင်ဓာတ်တွေဟာလုံးဝလျော့နေကျသွားပြီးတော့ရင်သားတွေကငကိုပူလာပုံမှန်တိုင်းလုံးဝတင်းတင်းရင်မရှိတော့ဘဲနဲ့အောက်ဘက်ကိုစိုက်ကရော့တွဲကျလာပါတော့တယ်။နံပါတ်4ရော့ရဲသောဘရာဇီယာဝတ်ဆင်ခြင်းကြောင့်ဖြစ်ပါတယ်။အမျိုးသမီးတယောက်ရဲ့ရင်သားတွေကိုတွဲကျလာစေနိုင်တဲ့အဓိကအကြောင်းရင်းတွေထဲမှာရော့ရဲသောဘရာဇီယာဝတ်ဆင်ခြင်းဟာလည်းပဲတစ်ခုအပါဝင်ဖြစ်ပါတယ်။ဒီနေရာမှာအဖြစ်အသေးဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့အမျိုးသမီးတွေဟာဘရာဇီယာတွေကိုရွေးချယ်ဝတ်ဆင်တဲ့နေရာမှာရင်သားရွယ်စားလိုက်တင့်တော်စွာကိုက်ညီမှုရှိစွာလိုက်ရောညီထွေမှုရှိစွာဖြင့်ပုံပန်နေထားလေးတိုင်းအကောင်းဆုံးဖြစ်နေအောင်ဝတ်ဆင်တတ်ဖို့လိုပါတယ်။အကယ်၍ကိုက်ညီမှုမရှိဘူးဆိုရင်အမျိုးသမီးတိုင်းရင်သားတွဲကြခြင်းမဖြစ်နိုင်အောင်လို့ဘလို့ပုံစံမျိုးနဲ့ကာကွယ်ရမလဲဘလို့ပုံစံမျိုးနဲ့ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတဲ့အကြောင်းကိုအဓိကထားပြီးတော့တင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ရင်သားတွဲကြခြင်းမဖြစ်နိုင်အောင်လို့ပြုပြင်ကာကွယ်ထိန်းသိမ်းလို့ရနိုင်တဲ့နည်းလမ်းတချို့ရှိပါတယ်။အဲ့ဒီနည်းလမ်းတွေကတော့နံပါတ်1ရင်သားအစားထိုးခြင်းနဲ့ရင်သားခွဲစိတ်ခြင်းဖြစ်ပါတယ်။ရင်သားများပုံပေါ်ပြီးတော့လှပပြည့်ဖြိုးနေစေဖို့ရန်နဲ့တင်းတင်းရင်ရင်ရှိနေစေဖို့ရန်အတွက်ရင်သားအစားထိုးခြင်းနဲ့ရင်သားခွဲစိတ်ခြင်းနည်းလမ်းတွေကိုအသုံးပြုလို့ရနိုင်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ကြိုတင်ပြီးတော့မဖြစ်မနေသိကိုသိထားရမယ့်အချက်ကဘာလဲဆိုတော့ရင်သားများတွဲကြနေသူတယောက်အနေနဲ့ရင်သားအစားထိုးခြင်းနဲ့ရင်သားခွဲစိတ်ခြင်းနည်းလမ်းတွေဟာတွဲကြနေတဲ့ရင်သားများကိုငကိုမူလပုံစံအတိုင်းငကိုမူလပုံမှန်အတိုင်းရင်သားများပြန်လည်ပြီးတော့တင်းရင်လာနိုင်အောင်လို့100%အပြည့်အဝမပြုတ်ပြင်ပေးနိုင်ပါဘူး100%အပြည့်အဝမစွမ်းဆောင်ပေးနိုင်ပါဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အဲ့ဒီချက်ကိုအမျိုးသမီးလူကြီးတစ်ခုလုံးကကြိုတင်ပြီးတော့သိရှိနားလဲသဘောပေါက်ထားဖို့အဖြစ်မနေလိုအပ်ပါတယ်။ဒါကြောင့်လဲဆိုတော့ပြ
ပြုပြင်ထိန်းသိမ်းထားတဲ့ရင်သားတစ်စုံဟာကိုယ့်ဘက်ကဘလောက်ပဲပြုပြင်ထိန်းသိမ်းထားနေပါစေရင်သားများကပြန်လည်ပြီးတော့ပြည့်တင်းလာနိုင်ပေမဲ့လည်းနိုးသီးကောင်းကတော့အချိန်ခါမျိုးအောက်ဘက်ကိုထိုးဆိုင်နေနိုင်လို့ဖြစ်ပါတယ်နံပါတ်1ရင်သားရွယ်စားနဲ့ကိုက်ညီပြီးတော့တင့်တော်တဲ့ဘရာဇီယာရွယ်စားကိုရွေးချယ်ဝယ်ယူပြီးတော့ဝတ်ဆင်ရပါမယ်အထူးသဖြင့်ကိုဝင်ဆောင်ခြင်းနဲ့ခလေးနိုးတိုက်ကြွေးခြင်းတို့မှာရင်သားတွေဟာတိတိတသာတွဲကျလာနိုင်ပါတယ်အဲဒါကြောင့်မလို့အဲ့ဒီချိန်မှာတင့်တော်တဲ့ဘရာဇီယာကိုရွေးချယ်ပြီးတော့ဝတ်ဆင်ပေးဖို့ကပို့ပြီးတော့အရေးကြီးပါတယ်နံပါတ်3တဘာဝကရတဲ့ဆေးဘက်ဝင်ပစ္စည်းများနဲ့ဖော်ဆက်ပြုလုပ်ထားတဲ့လိန်စိမ်းများနဲ့ဖြန်းစည်းများကိုအသုံးပြုပြီးတော့ရင်သားများကိုတဘာဝအတိုင်းပြုပြင်ကာကွယ်ထိန်းသိမ်းခြင်းဖြစ်ပါတယ်အခုလိုမျိုးရင်သားများကိုတဘာဝအတိုင်းပြုပြင်ကာကွယ်ထိန်းသိမ်းပေးခြင်းကအန္တရာယ်ကင်းဆုံးငွေကုန်ကြေးကျအသက်သာဆုံးနဲ့ခွဲစိတ်စရာလုံးဝမလိုတဲ့အသင့်တော်ဆုံးနဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်နံပါတ်4နှိမ့်နယ်ပေးခြင်းအဖြစ်ရင်သားများကိုပြုပြင်ထိန်းသိမ်းပေးခြင်းဖြစ်ပါတယ်ရင်သားများကိုတိတ်နယ်ပေးခြင်းကဘေးထွက်ဆိုးကျိုးများနဲ့ဘေးထွက်အန္တရာယ်များကိုတစုံတရာမပေးဘဲရင်သားများတွဲကျနေခြင်းကိုကာကွယ်မှုပေးနိုင်ပါတယ်လို့ကျွန်တော်တို့လေ့လာတွေ့ရှိချက်များအရသိရပါတယ်ရင်သားများကိုတိတ်နယ်ပေးတဲ့အခါရင်သားအတွက်တီးတန့်ထုတ်ပေးထားတဲ့အဆီနဲ့လိန်ဆေးတွေကိုအသုံးပြုပြီးတော့နှိမ့်နယ်ပေးရပါမယ်အခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့အမျိုးသမီးတစ်ယောက်ဟာပြေဖြိုးလှပပြီးတော့တင်းရင်းတဲ့ရင်သားတစ်စုံကိုရရှိပိုင်ဆိုင်လို့ရဆိုရင်ဘယ်လိုမျိုးပြုမှုဆောင်ရွက်ရမလဲနော်ဘယ်အရာတွေကတော့ရှောင်ကြဉ်ရမလဲဆိုတဲ့ထူးခြားစမ်းကြတဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှာဖွေလေ့လာတွေ့ရှိထားရသမျှလူကြီးများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုဒီဗီဒီယိုလေးကနေတစ်ဆင့်ပြန်လည်ဝေမျှပြီးပြောပြပေးသွားခဲ့ခြင်းဖြစ်ပါတယ်အခုဒီဗီဒီယိုကိုအစကနေပြီးဆုံးပြီးဒီအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးများကလည်းကျွန်တော်အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုဒီနေရာမှာပဲရပ်နားပါမယ်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြရအောင်ပါလူကြီးများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ